Hello ဖုဆက်မီကမိပါရှင်ဒီနေ့တော့မေကလေးစက်မိုလုံးထုတ်ထုတ်လေးကိုဘယ်လိုလုပ်ရလဲဆိုတဲ့လျှို့ဝှက်ချက်လေးကိုပြပြပေးပါမယ်ရှင် Hello မေရဲ့ channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့တော့မေကစက်မိုလုံးကိုထုတ်ထုတ်လေးလုံနေကိုဒါလာပြီးတော့မျှဝေပေးတာပါမေစက်မိုလုံးလုပ်ဖို့တော့ကိုတော့ဒါစက်ရင်မုံသားနှစ်ခုကိုအသုံးပြုပါတယ်စက်သွန်ဖြူလေးလည်းပါမယ်မိုးစက်မိုလုံးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါခီတာရှိမိုးလေးကိုရေးစိမ်ထားပေးတယ်ပေါ့နော်မိုးကတော့မိုး6ပါကဲမေတို့စက်ရင်မုံလေးကိုဒါစိတ်ကတာလွယ်အောင်လုပ်မိအတုံးသေးသေးလေးတွေနေတော်လေးတွေပိုင်းဖြတ်ပေးမယ်ပေါ့နော်ကျက်ရုံသားလေးကလေဒါမခဲမပြော့လေးဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်မီတို့ဒါကျိတ်ဖို့အတွက်ကိုအရသာထည့်မယ်စားထည့်တယ်စသားမုတ်ထည့်တယ်ပြီးရင် baking soda လေးနည်းနည်းထည့်တယ်ပြီးတော့ရင်တော့ပဲငပြိုင်အကြီးလေးနည်းနည်းထည့်တယ်ပေါ့နော်ပြီးရင်တော့စက်သွန်ဖြူလေးထည့်ပြီးတော့ဒါမီပထမတစ်ချိန်ကျိတ်ပေးလိုက်ပါတယ်ကျိတ်ပေးတဲ့အချိန်မှာဒါသူကပထမတစ်ချိန်မှာမစီးသေးဘူးပေါ့နော်အသားကဖွယ်ဖွယ်ကြီးပဲရှိနေသေးတယ်အဲ့ဒါကိုစီးဖို့အတွက်ကိုမေတို့ကဒါကော်မုတ်ကိုဒီစွန်းလေးနဲ့9စွန်းလောက်ဖြော်ပေးလိုက်ပဲပေါ့နော်အခုရပိုင်းအတွင်းမှာလေဒါယူရီးယားကင်လုံးတွေကအဖမ်းဆီးရည်နဲ့ဒီလိုမျိုးတွေရှိရဆိုတဲ့အခါကျတော့ဒါမေတို့အိမ်မှာပဲလှုပ်ရှားတာကပို့ပြီးတော့ကောင်းတယ်ပေါ့နော်စက်မိုလုံးထုတ်ထုတ်လေးဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ပထမလျှို့ဝှက်ချက်အနေနဲ့ကတော့မေတို့ကကော်မုတ်ဖြော်ပေးတာကိုဒါကျိတ်နေနဲ့ထည့်ပေးရမှာပေါ့နော်ကျိတ်နေပထမတစ်ဖြက်ဒုတိယတစ်ဖြက်အဲ့လိုလေးထည့်ပေးရမယ်ပြီးလို့ရှိရင်မေဒါပြီးသွားပြီဆိုလို့ရှိရင်မှုလေးလီးပေးတယ်ပေါ့နော်မှုက4ခုစိန်လာပြီမယ်မေ3ခုပဲအသုံးပြုတယ်ပေါ့နော်တိတိနုံနုံကလေးတွေဆင်းပေးထားလိုက်ပါတယ်ဆောနာအရသာမုတ်ထဲထဲမှာလေးပြောဖို့တစ်ခုမိသွားလို့မေအဲ့ဒီထဲမှာတကြားထည့်ထားပါတယ်နော်တကြားပါပါတယ်စက်မိုလုံးကိုထုတ်ထုတ်ဖြစ်စီမဲ့ဒုတိယအချက်ဒါလျှို့ဝှက်ချက်တွေတခုကတော့ကျိတ်ပြီးသားစက်မိုလုံးတွေကိုမေတို့ကဒါလက်နဲ့ပြန်ပြီးတော့လုံးဝလက်နဲ့လက်အိတ်ဆွပြီးတော့လုပ်လဲရတယ်ပေါ့နော်မိမကလက်အိတ်မရှိရတဲ့အတွက်ကြောင့်မို့လို့မေကဒီမှာဆီလီကွန်ဇွန်းလေးနဲ့ပဲအဲ့လိုမျိုးမှုေပေးတယ်ပေါ့နော်လုံးဝလက်ကိုတညောင်းကြီးမှုရတယ်ပေါ့နော်နိုင်ခွက်လောက်တော့မှုရပါတယ်အဲ့ဒါကြီးတခုကတော့တော်တော်ပင်ပန်းပါတယ်ဒါပေမဲ့မေတို့စားကောင်းစားကျင်တဲ့အတွက်ကြောင့်မို့လို့ဒါနည်းနည်းပင်ပန်းတော့ခံရမယ်ပေါ့နော်ဒီဟာကမေအမြဲတမ်းအိမ်မှာလှုပ်စားဖြစ်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုဒီကောင်ကကျမ်းမာရေးနဲ့လည်းအထူးသင့်တော်တယ်။အိမ်မှာလှုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကလေးတွေကိုကျွေးကျင်တယ်ဆိုလို့ရှိရင်လည်းဒါကလေးမိမိတွေအတွက်ဒါလောက်ရလွယ်တဲ့နီးလန်းလေးတစ်ခုပေါ့နော်။ပြီးတော့ဒီမှာမေတို့နယ်လာရင်းနဲ့လုံးဝစက်သားကစီးပိုင်ပြီးတော့လုံးဝဇွန်နဲ့ခတ်လိုက်လို့အောက်ကိုလုံးဝပြုတ်မကြတော့ဘူးကတ်နေတယ်ဆိုလို့ရှိရင်ဒါစက်မိုလုံးထုတ်ထုတ်လေးဖြစ်ပြီပေါ့နော်မေကအားမရသေးဘူးပေါ့ထပ်မွေသေးတယ်ပေါ့နော်ကဲဒီမှာဒါဆိုလို့ရှိရင်လုံးဝအသင့်နေထားဖြစ်သွားပြီပေါ့နော်အဲ့ဒါပြီးသွားတော့မှမေတို့ကဒါနောက်ဆုံးမှာလီးရတဲ့မှုလေးကိုထည့်ပေးလိုက်ပြီးတော့နောက်ထပ်9မိနစ်လောက်မေထပ်မွေပေးလိုက်တယ်ပေါ့နော်စက်သားနေရာမှာဝတ်သားကိုအစားထိုးအသုံးပြုမယ်ဆိုလို့ရှိရင်လည်းရပါတယ်ဝတ်သားဆိုရင်တော့ဒါဝက်ရဲ့အစီတုံးကိုနည်းလေးထည့်ပေါ့နော်မေကတော့ဝတ်သားမစားဘူးစက်သားကိုပဲအဓိကစားရတဲ့အတွက်ကြောင့်မို့လို့စက်သားနဲ့ပဲလုပ်ဖြစ်တာပါပြီးတော့မေကဒီထဲမှာရတာမဟုတ်လေးနည်းနည်းလျှော့ထားတယ်ပေါ့နော်ဒါဆိုရင်မှွေလို့လည်းပြီးသားရင်တော်တော်လေးလည်းညောင်းသားပြီဆိုလို့ရှိရင်တော့စပြီးပြုတ်ပါမယ်ရင်နွေးတည်ပါမယ်ရင်နွေးကိုလုံးဝစူလို့မရပါဘူးအဲ့ဒါကနံပါတ်3လျှို့ဝှက်ချက်ပါနော်ရင်နွေးကပူလာပြီဆိုလို့ရှိရင်ဒါမေတို့လက်နဲ့ညှစ်ထုတ်ပြီးတော့အလုံးလေးတွေလုပ်ပြီးတော့ဇွန်းလေးနဲ့ရေထဲကိုဒါကလော်ပြီးတော့ထည့်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်အလုံးလေးတွေကပြောင်ပြောင်တင်းတင်းလေးနဲ့ဒါအရန်ကိုလှတယ်ပေါ့နော်ဒီနံပါတ်3လျှို့ဝှက်ချက်လေးပို့ပြီးတော့ရေးကြည့်ပါရနော်မေတို့ဒါကအရန်ကြီးဆူလို့မရပါဘူးသူ့ဘက်ကသူအလုံးလေးတွေကျက်လာပြီဆိုလို့ရှိရင်ဒါအပေါ်ကိုတက်သွားလိမ့်မယ်ပေါ့နော်ဒါရင်နွေးဆူတဲ့ပေါ့ထဲမှာဆူသွားလို့ရှိရင်ဒါအလုံးကမာသွားတတ်တယ်ပေါ့နော်တကယ်လို့မေတို့အပေါ်ကိုတက်လာပြီးတော့အသားလုံးလေးတွေကျက်သွားပြီဆိုလို့ရှိရင်လည်းဒါလုံးဝရေအေးတဲ့ကိုတန်းပြီးတော့စိန်ပေးရတယ်ပေါ့နော်ကြာရှည်ခံစေးမပါတဲ့အတွက်ကြောင့်မို့လို့ဒါလုံးလို့ပြီးသွားလိမ့်ပြီဆိုလို့ရှိရင်တော့ဒါအခဲခံထဲမှာရေခဲတက်တာအခဲခံထဲမှာထည့်တာပေါ့နော်လုံးမထုတ်စားပါကြာစံပြုတ်တို့ခောက်ဆွဲပြုတ်တို့တွေထည့်စားလို့ရပါတယ်မေကတော့အသီးရွက်တွေနဲ့ပြုတ်စားပါတယ်ကဲဒါဆိုလို့ရှိရင်စက်မိုလုံးရဲ့ထုတ်ထုတ်လျှို့ဝှက်ချက်လေးကိုမေကပြပြပေးပြီးသွားပြီနော်ကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ် Thank you for watching see you next video